ရှေ့ဘက်မှာရှေ့ဘက်မှာဖြစ်တာဘေးလေးနေရတော့ဘောဘေးဟိုဆန္ဒရှင်မြတ်ကြီးရဲ့တရင်ကျွတ်လာပြည့်ရဲ့အဖိတ်နေဖြစ်ပါတယ်ဆိုတော့ဆန္ဒရှင်မြတ်ကြီးကတော့အမြဲလို့စီကားတိုက်နေပြီးတော့ခုမြော်သူအားနဲ့ပြည့်စုံကြတာဘာအရရမြန်မာနိုင်ငံအရရမှာ YouTube ပေါ်မှာရှိကြတယ်အားလုံးသောမိတ်ဆွေတွေအားလုံးသောမျိုးတွေသိရှိကြပါစေခြင်းဖူးမြော်ရပါစေခြင်းကျိုးငါခင်ပို့လိုက်ပါတယ်ရှိဘက်မုတ်ကနေလည်းဆွေတက်လာတာပါသူဆိုရင်ရောက်ဖက်မုတ်စံတော်ရင်းကိုထုတ်ပါတော့မယ်စံတော်ရင်းမှာပဲအမြဲတမ်းထိုင်ဘုရားဝိပုဆရာတော့မကတော့ပါဘူးဘုရားဝိယဝိဆဒီကျမ်းကပ်တန်ကပ်ဘုရားဝိပုတပတ်တခါမပြတ်အစဉ်ဒါရောက်ပြီးဖူးမြော်တော့ကြည်လို့ဖြစ်ပါတယ်ဆွေနဲ့ဒီလိုYouTube လိုင်းပေါ်မှာရှိကြတော့မျိုးများအားလုံးကဘာရရမနိုင်ငံရရမှာမျိုးများအားလုံးဖူးမြော်ရပါစေခြင်းကတင်ပို့ပေးခြင်းဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာဝိရဝေကွာအေးချမ်းကြပါစေ